ရလာမျက်မှန်တက်ကြမနော်အဲ့ဒါစာကျွေးလေကျဲလိုက်လေဟေးကျွေးလိုက်လေငါဘတ်တဲ့ကတိုးနေနေကွာလို့可比我吃了过来干的，干的呀，有点干。ဒါကတော့ဘာပန်းလဲတော့တီးဘူးကြာနော်အဲ့ဒါဟိုဒေစီလေဒေစီလို့ပြောကြတယ်တဲ့ပါလေလာလာလာလေဘာနေရတော့အများကြီးတိလားဖိတ်ခေါ်ပါတယ်အချိန်မှန်ကိုတစ်ကိုဟယ်လိုလုပ်လိုက်ပါအလေဒီလေးပို့ပေးပါတယ်ဗျာဒီလိုနေကြလေးတွေလည်းရှိပါတယ်ဟိုတောင်ပေါ်ကဘနာပန်းစတိုင်ပန်းပြလေးတွေရဟရင်လေးတွေအဲ့လေဒီလိုလေးတွေပါနော်ညဆိုရင်တော့ 3D နဲ့သူတို့လုပ်ကြတယ်ဗျဘာပါနော်ရန်ရန်လာနေပါတယ်လို့ဘာလေးဘာပန်းနေလဲတော့ပြိတ္တကြီးစောင့်မျိုးကြည့်ချင်နေတဲ့ကိုlike ကိုချဲလေအဲ့လေခုကတော့ပန်းတော်တဲ့ကဘာညာတာကအဲ့လေမြန်မာတွေကြိုက်တိခွာပန်းပါနော်ဘာမျိုးစားလဲတော့ကျွန်တော်သိဘူးဗျတောင်ပေါ်အနည်းစီပတ်ချက်ပါလို့ရပြီနော်ဒါဒီလား wow amazing ပါနော်လူတွေဘလောက်လာလဲဆိုလို့ရှိရင်ကိုယ်တိုင်လာကြည့်ပါတော့တုံးပေါ်ကြီးရဲ့တနေရာဒါရမန်ကျန်ပေါ်နော်ဟိုးဗမာမြင်နေရတော့ညအိဘန်ဂလိုလေးတွေပါတညကို1000ကျော်2000ကျော်3000မျိုးပေါ့ဒါတော့ပန်းချံဝင်ကြီး40ရှိပါတယ်ဒါတော့ကျွန်တော်ဒါလေးရိုက်ချင်တဲ့ဒီဘက်ကိုလာတာပါကျွန်တော်အဲ့ဒီတွေတော့နောက်ဖက်မှာပေါ့နော်ကျွန်တော်မြန်မာလိုမသိဘူးဗျနီးဒါတော့သူကအပိုင်းရောင်တန်းတယ်ပေါ့နော်တော်တော်လေးကိုများပါတယ်ကျွန်တော်ဒီထဲကိုရောက်နေတာပေါ့နော်နောက်ဒီဘက်ကဘနာပန်အနီရောင်အဲ့ဒါပြီးဟိုးဘက်မှာချက်ပြမယ်စီစုံပဲလေးရှင်တော့ပကောင်းတာပေါ့နော်ပုံလာလာလေးတွေရပါတယ်လို့သူကဒီလိုလာပြီးရှုခင်းကဒီလိုလေးရှိပါတယ်အဲ့ဒါပြီးရင်ဟိုမှာကအပြာရောင်ချက်ပြပြီနော်ဘနာပန်းအပြာရောင်လေးပေါ့ဒါတော့နေကြပန်းလေးတွေပါလို့တောင်ပေါ်ကားလေးတွေပါလို့နိုင်ဆင်းလာကြပါ